လူတွေတရားကောင်းကြီးမြတ်သူများထင်ကြီးအောင်ပဲဝတ်နေကြတယ်စားနေကြတယ်ပျော်နေကြတယ်ပါနေကြလူတွေတရားကောင်းကြီးမြတ်ဘေးပတ်ဝန်းကျင်တွေကကိုယ့်ကိုယ်တရားကောင်းကြီးမြတ်ဂယုစိုက်တာတိတ်ပြီးတော့ခံကျင်ကြလူတွေတရားကောင်းကြီးမြတ်သူများကချစ်ခင်မြတ်လို့တာကိုတိတ်ပြီးတော့လိုချင်ကြကိုကျတရားကောင်းကြီးမြတ်ချစ်ခင်ရမှာဂယုစိုက်ရမှာကိုမြတ်လို့ရမှာနောက်ဆုံးစကားလုံးလေးတစ်လုံးနိုင်အောင်ပြောတရားကောင်းကြီးမြတ်ကိုကြည်ညိုရမှာမေ့နေတယ်ရွှေမြတ်ပါဗျာပါလေတော့ကိုချစ်ရမှာကြည်ညိုရမှာမေ့နေတာတွေမရှိဘူးလားအဲ့တော့တရားကောင်းကြီးကိုကြည်ညိုတဲ့စိတ်ကလေးချစ်တဲ့စိတ်ကလေးဖြစ်အောင်တရားကောင်းကြီးအခုလိုညာမျိုးတွေမှကျတော့ကိုချစ်တဲ့စိတ်ကြည်ညိုတဲ့စိတ်ဖြစ်မယ်ဆိုဖြစ်လို့မရဘူးလားအပျော်ပြည့်တင်များနေတဲ့တိုင်းပြည်ကနေပြီးတော့တရားကောင်းကြီးဘာလို့တလဲလို့မေးလို့ရှိရင်အခုလက်ရှိများစွာသောအပျော်တွေချမ်းမှာဓမ္မနဲ့လမ်းပြောတာဒါကဂုံယူတယ်လို့ဒီလိုပြောတာမှန်လားဗျာဒါကြောင့်ဒုက္ခရံသာဓု